English cottage လှလှလေးတွေဆောက်ရောင်းတတ်တဲ့ Dongyao ရဲ့ Dongyao 18 project ထဲကအိမ်လေးတစ်လုံးကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဒီအိမ်လေးက show unit လေးပါပဲသူ့ရဲ့ security gate ကနေဝင်လာခြင်းဒီမှာပထမဆုံးရောက်တဲ့အိမ်လေးဖြစ်ပါတယ်အိမ်နံပါတ်လေးကိုလည်းကြည့်ပါဦး Dongyao Village 33377ရန်လာတဲ့အိမ်နံပါတ်လေးဖြစ်ပါတယ်ဒါလေးက135 square meter အိမ်က135ရှိတယ်ခြံက70ကျော်ရှိရเนาะခြံကျဲပါတယ် show unit တွေဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ furniture တွေလည်းပါတယ်เนาะ okay ကားကိုယ်တော်လေးเนาะလုံချုံကားကိုယ်တော်လေးရှိတယ်ဒီမှာထူးခြားချက်လေးကိုတစ်ချက်ကြည့်ဒီမှာသူ့ design လေးက Dongyao အဲ့လို design လေးတွေတခြားလောက်ထားတာ wash area လေးကဒီအိမ်ဘေးလေးမှာထုတ်ထားတယ်เนาะအဲ့တော့တခုခုဒီနောက်ခြံလေးပဲဖြစ်ပါနောက်မှလည်းခြံလေးကြံတယ်เนาะလှလိုက်တာခြံလေးကြံတယ်ဒီဘက်မှာလည်းကြံသေးတယ်ညနေမီးဖို့ကလည်းပြန်ထွက်သွားလို့ရမယ်ဟိုမှာရှေ့မှာခြံထဲမှာပါတီလေးပါလည်းလှုပ်ချင်ဒီမှာဒေးစင်ရှိပြီးသား okay ကဲပြီးတော့ Dongyao ရဲ့ signature အိမ်အဝင် fire ရှိတယ်ဒီကောင်က fire ရှောက်လန်းက19ထက်တောင်ပိုတိုသေးတယ်ကျွန်တော်ပိုတောင်ကြိုက်တယ်ဒီကောင်ဝင်လိုက်တာနဲ့living နဲ့ dining ကြားလေးတွေကိုတန်းရောက်သွားမယ် living ကိုဖြတ်เสียမလို့တဲ့ပြင် living မှာလည်းရှေ့ဘက်ကို slide door နဲ့เนาะမှန်တကာအပြည့်ပြန်ထွက်လို့ရသေးတယ် living နဲ့ dining ကြားမှာ circulation area ရှိတယ်ဒါ master bedroom ဒီကောင်က dining room เนาะ master bedroom ကျွန်တော်တို့မြန်မာတွေကြိုက်အိမ်ရှိရနေဝင်ရတာဖြစ်ပါတယ်အိမ်ရှိရနေဝင်ရတဲ့အပြင်ကို master bedroom ကလည်းအိမ်ရှိကိုနောက်ထပ် slide door ပတင်းပေါက်တကားအပြည့်ရပါတယ်ဒီ furniture တွေမြင်နေရတဲ့ furniture တွေအကုန်ပါပါတယ်เนาะ okay ဒီ wardrobe တွေမန်တင်ကုန်တွေဟိုသူ့ရဲ့ master bedroom တွေဟိုမှာဒီပေါ်မှာmaster bedroom ကနေဟိုမှာ mountain view ကိုအဲ့လိုမြင်နေရတာခင်ဗျာနော်အိမ်ခန်းထဲကနေကြည့်ပါဦးokay အခုမြင်နေရတဲ့ mountain အဲ့ဒါ drive to take ပေါ့နော်ဟို Marin ဟိုဘက်တောင်ကျော mountain view ကိုတဲမြင်နေရခြင်းမြည်သည်ဒီအိမ်ဒီအနောက်လှည့်အိမ်လေးဖြစ်ပါတယ်အဲ့တော့မိမိရဲ့နေနံနဲ့ကြိုက်တဲ့သူတွေဝယ်လို့ရပါတယ်အနောက်စူးစူးလှည့်တဲ့အိမ်လေးဖြစ်ပါတယ်နော်နံပါတ်လေးကတော့အလှလေး33377ပါ okay ဟိုမှာနေရာလေးအကျယ်ကြီးကျန်သေးတယ်ဒီနောက်မှာစင်နေနော် pantry counter တွေအကုန်လုပ်လို့ရသေးတယ်။ဒီမှာ kitchen လေး galley counter နော်ဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းနဲ့ရှေ့ဘက်ကိုလည်းအင်ရှေ့ကို view ပြန်ရတယ်အင်ရှင်မကြီးကြိုက်တယ်ဘယ်သူဝင်နေလဲဘယ်သူထွက်နေလဲသိရတယ်ပြီးတော့ခုနက wash area လေးကိုပြန်ရောက်တယ်နောက်ထပ်အိတ်ခန်းလေးနှစ်ခန်းတော့ဒီနောက်မှာတီးတန်လေးပေါ့နော်135 square meter ကိုတို့အခန်းဖွဲ့ထားတာတော်တော်အဆင်ပြေတာပဲအခန်းတွေလည်းကျယ်တယ်နော် privacy လည်းကောင်းတယ်ဒီမှာ circulation တွေလည်းကောင်းတယ်ဒီနောက်ကမမြင်ရတော့ဘူးဗျာအိတ်ခန်းတွေနော်ဒီမှာအိတ်ခန်းနှစ်ခန်းနဲ့ဟောကြည့်ပါဦးအိတ်နှစ်ခန်းလုံးတောင်ကန်းရတယ်အိတ်ခန်းနှစ်ခန်းနဲ့နောက်ကရေချိုးခန်းတစ်ခန်းနော်မိုက်ပါတော်တော်ဆင်ပြေပါတယ်Marin Dongyao 18နဲ့ကOkay Marin Dongyao Village 18နဲ့က135 square meter furniture အပြည့်ပါတယ် show unit လေး33377အနောက်လှည့်အိမ်လေးဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဝင်းလေးကိုတစ်ချက်လိုက်ကြည့်အောင်ကျွန်တော်လည်းဒါအခုမှ first visit ပါကျွန်တော်တို့ property and beyond ကဒီ Dongyao Village ရဲ့တရားဝင်အရောင်းကိုယ်စားလှယ်လည်းဖြစ်ပါတယ်ကျွန်တော် village 17 18 19 3ခုကိုကျွန်တော်တာဝန်ယူပြီးတော့ရောင်းပေးပါတယ်
နော်โอเคဒါအတွင်းလန်းလေးပါခုနကအိမ်ကသူ့ type ကအဲ့တလုံးပန်းကျန်တော့မှာနော်ကျန်တာတွေကတော့ type အသစ်တွေဖြစ်မယ်ကျွန်တော်လည်းမကြည့်ရသေးဘူးကြည့်ပြင်းတော့ကျွန်တော်ထပ်ပြောပေးမှာဈေးနှုန်းကခုနအိမ်လေးကို furniture အပါဝင်မြင်နေရသော furniture တွေအကောင်းတွေအကုန်လုံးအပါဝင်ကို 4.5 လောက်နဲ့ရပါမယ်နော်တန်းဘတ်4.5 တန်းလောက်နဲ့ရမယ်မြန်မာငွေနဲ့ဆိုရင်3900လောက်ပဲကြာ6000အောက်မှာရမှာချင်းမိုင်ရဲ့ Marine VIP area ထဲမှာရှိတဲ့အသစ်နဲ့ fully furnished တစ်ထပ်အိမ်နော်ပြီးတော့နှစ်ထပ်အိမ်မဟုတ်တစ်ထပ်အိမ်လေးကို3900 6000အောက်နဲ့ရမှာဖြစ်ပါတယ်။ဒါလေးစိတ်ဝင်စားရင်ပြောပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။